Hello အားလုံးမင်္ဂလာပါရှင်မင်္ဂလာတက်မြေစနေစက်ကြီးအရောက်ပြခဲ့ပြီးကျွန်တော်မျိုးနေရနေပြီးတော့ပြလိုက်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆက်လင်းမျိုးကကိုစီတူကနေပြီးတော့တစ်စစ်ပြက်လဲရောက်ချဖို့အတွက် Power 1 ခုနကောင်ဝဲအင်ဂျင်9လုံး Vida 2လက်မှအင်ဂျင်ပတ်9လုံးနဲ့ကာဝါစံချိတ်ဆက်9လုံးတို့ကိုမှာယူအပ်ပေးသွားပါဖြစ်ပါရှင်အခုလိုမျိုးလက်လေးလက်ကမှာရွာပေးရှင်လို့ဆိုရင်တော့ဖုန်းနံပါတ်3995588811နဲ့3999511266လေးတို့ကိုဆက်သွယ်မေးမြန်းပြီးတော့မှာရွာပေးနိုင်ပါတယ်ရှင်လက်ကားလူချင်းနဲ့မိတ်ဆွေတွေအတွက်လည်းပြန်ရောက်ဖို့အဆင်ပြေတဲ့အရန်ကိုမှတက်တာတဲ့ဈေးနှုန်းတွေနဲ့ရောက်ချပေးလျက်ရှိပါရှင်ဒါလေးကတော့ Vida 2လက်မှအင်ဂျင်ပတ်လေးပဲဖြစ်ပါတယ်ရှင် View လေးရဲ့အနောက်မှာလည်းကာဝါစံချိတ်ဆက်လေးတွေကိုထည့်ပေးထားပါတယ်ရှင်အခုလိုမျိုးမှာယူအားပေးသွားတဲ့အကူလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဆိုင်မှာဆိုရင်တော့အခုလိုမျိုးအင်ဂျင်ပတ်လေးတွေဆိုရင်2လက်မှ3လက်မှ4လက်မှတိရှိပါတယ်ရှင်အင်ဂျင်အလွတ်ပတ်လေးတွေလည်းရှိပါတယ်ရှင်ဆက်လီကိုတော့တေချာပါကီလေးလုပ်ပြီးတော့ကာကေကိုတောက်ရောက်ပို့ဆောင်ပေးခဲ့ပါတယ်ရှင်ဆက်ကျိတ်ဆက်လီကတော့တဖာမှာနှလုံးပါတာပဲဖြစ်ပါတယ်ရှင်ဝယ်ယူအားပေးသွားတဲ့အကိုလည်းလုပ်ငန်းတွေစထက်တပိုးတိုးတက်ပါစေလို့မင်္ဂလာတက်မြင့်စနေစက်ကြီးရောက်ပြခဲ့မှာဆုတောင်းပေးလိုက်ပါတယ်ရှင်ဗီဒီယိုလေးကိုစုပ်တည်ကြည့်ရှုပြီးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်